ဒါတော့မြောက်တုတ်ပေါ့ဗျာဒိုးဦးကြီးတို့တုတ်ငယ်ငယ်တုန်းကဆိုရင်ဒီဘက်ဗယံကနေဖင်ပြောင်လေးတွေဒီတုတ်ထက်ရီရှိုးရတာပေါ့ဗျာနွားတွေကိုအဲ့ဒီကြောပေါ်မှာထားခုတော့တိုးကြီးတောင်းကြီးဖြစ်လို့ပေါ့တုတ်အောင်မင်းမှာလဲတုတ်အောင်မင်းမှာလဲဇလုတ်ကလေးနဲ့အမဇလုတ်ဆိုတာကျွန်တော်တို့ခေါ်ဝေါ်ဆိုတော့စမ်းရီအိုင်လေးတွေပေါ့ဗျာဟိုမှာလဲတဲလေးနဲ့အမကိုသေးတို့ဒူးကြီးနေအမသူလည်းတဲလေးတစ်လုံးမှာလွမ်းလို့ဆွေးလို့ပေါ့လွမ်းစရာဆွေးစရာလေးဒါတွေကတော့ဘရောညိုပေါ့ဗျာဆရာကြီးလေစင်တာစွတ်ချက်ပြောတယ်သူမျိုးเจ้าရောက်ခါစားစာစီစာကုန်းမှာဘရောညိုဘရောပြူဘရောညိုဆိုတာနွားရမ်းကြိုက်တယ်ဆိုတာဆရာကြီးပြောခဲ့တဲ့အဲ့ဘရောညိုဆိုတာဒါပေါ့ဒီမှာတောထဲမှာဒီလိုတောထဲမှာပဲတဲလီနဲ့အေးအေးချမ်းချမ်းနေနေတယ်ဒါပေမဲ့ညဘက်ဆိုရင်ကြောက်လောက်တယ်ရေတကုန်းတောင်းဘာကြီးမိုးလို့ပဲတယောက်တည်းတောထဲမှာနေဖို့စိတ်ကူးတယ်စိတ်ကူးပေမဲ့မနေရဲအောင်နှစ်ကောင်ရောင်းရတာ30တက်ရအောင်လှတယ်ကွာကိုကနောက်ကလိုက်ဖို့လားနွားနေနဲ့ဟေးမကိုင်းတော့နောက်ကပေါ့နေမျိုးသူနွားဆွဲကြလေဘယ်နေမျိုးသူဟိုမှာပြန်အောင်လာဟိုကလာလက်တက်တော့မယ်အဲ့တော့你ဆွဲခဲ့တယ်ငါလည်းပြန်တော့မယ်ထိန်တော့မလိုက်နိုင်တော့ဘူးစောင့်နိုင်တော့အဲ့လာပြန်လာတော့နောက်ပြီးပြန်လာနောက်ပြီးတင်နိုင်လားဟဲကမတက်တော့မတက်နိုင်တော့ဘူးဗလာနဲ့ဘယ်မတက်နိုင်အောင်ငါမတက်နိုင်နေတာကျူကိုလိုက်ဖို့လားအိမ်ကနေမှာပေါ့ဩဟဲဒီဆွဲလေဒီကိုသွားဆွဲအဲ့တော့ချီထလိုက်ဒါရအောင်ဒါမှဦးကြီးတယောက်တည်းပြင်းဆွဲစားနေပြီဘာလဲဘောတက်ကွာလဲဘောတက်တယ်မောအဲ့ခဏအောက်တော့ရမလို့ရလာပြီအော်တော်မြန်းတဲ့ကောင်ဘာမဟေးငါလဲ